နေုံကြီးတမ်းမကာကွယ်လိုက်တာနဲ့လေချွေးပုတ်တွေကျလာဆိုတော့သိလားဒီနေ့ဗီဒီယိုမှာတော့ဘယ်လိုကာကွယ်ရမလဲဆိုတာကိုပြပြပေးရမှာဖြစ်ပါတယ်နေုံကြီးထဲမှာကြာနေလိုက်တဲ့အခါမှာအရေပြားရဲ့ cell လေးတွေဖြစ်တဲ့ elastin နဲ့ collagen တွေကပျက်စီးသွားတယ်အဲ့ဒီအခါမှာချွေးပုတ်တွေကပို့ပြီးတော့ကျလာတယ်နောက်တစ်ခါကျတော့နေုံကြီးကဆရာတို့ရဲ့မျက်နှာမှာအဆီတွေပို့ပြီးတော့ပြန်စီတယ်ပြန်လာတဲ့အဆီရဲ့ဖုံတွေကချွေးပုတ်တွေကိုပိတ်ပြီးတဲ့အခါမှာချွေးပုတ်တွေပို့ပြီးတော့ကျလာတာပါကဲဒါဆိုရင်ဆရာတို့ဘယ်လိုကာကွယ်ကြမလဲနံပါတ်1 SPF 30အနည်းဆုံးပါတာကိုဆရာတို့သုံးဆွဲရမယ်ဒါဆိုရင်ဆရာတို့နေလောင်တန်းကနေပြီးတော့မှကာကွယ်လို့ရပါတယ်နံပါတ်2မျက်နှာတက်တဲ့အခါမှာ salicylic acid niacinamide ပါတာလေးကိုရွေးချယ်သုံးဆွဲရမယ်ဒါဆိုရင်ချွေးပေါက်ကလေးတွေကိုပို့ပြီးတော့တက်တာပြောင်းပြစေပါတယ်နံပါတ်3နေပူရက်ထွက်တဲ့အခါမှာခီးအုတ်ထုတ်တွေကိုစောင်းပစ်တင်တယ်ဒါဆိုရင်ဆရာတို့နေအောင်ကြီးနဲ့ဓာတ်ရိုက်ထိတွေ့တာကိုကာကွယ်ပေးလို့ရတာပေါ့နံပါတ်4တန့်စင်တဲ့မျက်နှာတုပ်ပွားဒါမှမဟုတ်ရင်မျက်နှာအတွက်တီးတန့်ထုတ်ထားတဲ့တီရှူးလေးတွေကိုစောင်းထားပါနေပူလာတဲ့အခါမှာချွေးပြန်လာတဲ့အခါမှာဒါလေးတွေကိုသုံးဆွဲခြင်းအပြင်ချွေးပေါက်ကလေးတွေကိုတက်တာစေပါတယ်နံပါတ်5ရေပြင်းပြတောက်ပေးပါရေတောက်ခြင်းအပြင်အသားရည်တွေဆူပြလာလိမ့်မယ်ချွေးပေါက်ကလေးတွေတက်တာလာပါလိမ့်မယ်ချွေးပေါက်လေးတွေမကျဖို့အတွက်ဒီလိုလွယ်ကူတဲ့နီလန်းလေးနဲ့ဆရာတို့အစီပြားကိုထင်ကြမယ်လေအခုဆရာဗီဒီယိုလည်းကြည့်ပြီးသွားပြီဆိုတော့ဘယ်နီလန်းလေးတွေနဲ့ချွေးပေါက်ကျင်အောင်လုပ်နေလဲဆိုတာကို comment မှာဝေမျှပေးလို့ရပါတယ်နောက်ဗီဒီယိုတွေမှာလည်းပြန်လည်တွေ့ဆုံပါအောင်မယ်ကျွန်တော်ကတော့ထောက်တာနိုင်ပါ